ဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့ဒီဆက်ကတော့စက်တဲကိုရေတွေဖြစ်ပြီးလေ့ကျင့်ခံလုပ်ရတဲ့ဆက်ပါမြန်မာနိုင်ငံကကျင်းတွေမှာတော့မရှိပါဘူးတရုတ်နိုင်ငံမှာရှိပါတယ်ဘာမစိုးစမ်းကြီးတွေထားလောက်တက်တဲ့တရုတ်ရဲ့အားကစားလုပ်တဲ့ဆက်ကဘာကြောင့်ရေတွေဖြစ်ပြီးအားကစားလုပ်ရတာလဲဘယ်လိုလုပ်ရတာလဲဆိုတာတော့ဒီမှာကြည့်လိုက်ပါစက်တဲကိုအရင်ဆုံးလူကဝင်ပြီးရေတွေဖြစ်လိုက်ရပါတယ်တပြည့်ပြည့်နဲ့အောက်ကပိုက်တွေထဲကနေရေတွေတက်လာတာကိုတွေ့ရမှာပါရေတွေဘေးကိုစိတ်တာထွက်တာမျိုးမရှိအောင်မန်တွေနဲ့ကာထားတာကိုလည်းတွေ့ရမှာပါချော်လိုက်ရင်လည်းပြန်ကင်ပြီးထားလာနိုင်ဖို့လက်ကင်တွေလည်းရှိပါတယ်။မန်ကအပေါ်မှာလူကြီးဖြစ်လို့လေကောင်းကောင်းဝင်ပြီးအသက်ရှူဖို့အခက်အခဲမရှိစေပါဘူး။အဓိကကိုခန္ဓာအောက်ပိုင်းကိုရှေ့ထဲမှာနှစ်ထားရတာပေါ့။ရေပြေးလာတာနဲ့ဆက်ကိုနှိပ်ပြီးပြေးတာတို့လမ်းလျှောက်တာတို့စတဲ့လေ့ကျင့်ခန်းတွေစနိုင်ပါပြီ။အစားရှိတဲ့လေ့ကျင့်ခန်းတွေမှာအစင်မြစ်တွေကိုနားကျင်စေနိုင်ပါတယ်။ပြီးရင်အားသုံးရပါတယ်။အားသုံးတဲ့အခါမှာမောပန်းတာချွေတက်တာတွေကလေ့ကျင့်ခန်းလုပ်တဲ့အခါကြာမလုံးနိုင်စေတဲ့အချက်တွေပါပဲ။ဒါပေမဲ့ရေထဲမှာလေ့ကျင့်တဲ့အခါမှာတော့ရေကကိုမြင့်တင်ပေးနိုင်တဲ့အတွက်ပိုပေါ်ပါသလိုဖြစ်ပြီးအစင်မြစ်တွေကိုလည်းနာကျင်မှုကကင်းဝေးစေပါတယ်။ဒါကြောင့်လေ့ကျင့်ခန်းလုပ်ရတာပိုလွယ်ကူလေးမြန်ပါတယ်။ခြေထောက်သိမ့်မလှုပ်ရှားနိုင်သူတွေအစင်အမြင့်ပြဿနာရှိသူတွေအတွက်ဒီနည်းစနစ်ကအလွန်အဆင်ပြေပါတယ်။ကြောမွေ့စေနိုင်ပါတယ်။အစင်ပြေပြောင်းတန်မာခြင်းသူတွေအတွက်အစစ်အမြင့်ပိုခိုင်မာခြင်းသူတွေအတွက်လည်းလေ့ကျင့်ခန်းလုပ်ဖို့တင်တော်တဲ့စက်တစ်မျိုးပါပဲ။အခုစိတ်ပူရမှာကတော့ရေတွေကကိုယ်ငွေကြောင့်ပူသွားနိုင်ပါတယ်။ဒီလိုပူသွားချိန်မှာရေကိုပြန်လဲလို့ရရင်တော့ပို့ပြီးအဆင်ပြေပါတယ်။ရေမလဲနိုင်ရင်တော့အနှမ်းသက်ဆိုးတွေကဒီကိုမအေးတာတွေစေနိုင်ပါတယ်။